ဖတ်တော့လေဖတ်တော့ ဒီနာတုတ်ပေးရလက်ဖက်တုတ်ပါဆောင်းကြရဗျာအေးဝရနောက်တက်တဲ့ဘဲတွေကိုဖြတ်စည်းလိုက်တာငါတို့ပဲတို့သားဆက်မှုကန်ကိုတောင်းလဲဆက်မှုသားတဲ့ပြောဘာဖြစ်လဲရာသီဥတုကသူကထိန်အေးလည်းမေးဘူးနော်ထက်လာဦးဒီလေးရောရေရွယ် 1K ရှိတယ်လို့ညဆိုလေတော်နေမိတ်မနေ့ဆိုလေလို့စောကြီးလာနိုးစေတနာပနက်ကြီးတော့သွားပါပြီကွာလိုက်ရောင်လို့မရတဲ့ကိစ္စတွေမှာ trail run ပါတယ်နားလေဘူးနေကြပြေးမှလားချေးမှလားချေးမှာဟောဖုံးပြန်ခေါ်တာဒီမှာရောက်လုံးပါတော့ဟိုအဖြစ်တယ်ပါအခုဗာလေတိုက်ကြီးလမ်းစုံဟာလားမရောက်အဲ့ဒီတော့ပိုင်ကြီးအောင်အဲ့တော့ဆိုပါဒီကကောင်းနေလိုက်ပါအန်ဂျင်ဆန်နဲ့ခီးသွားဖို့ကောင်းနေရလုံးဝကျွန်တော်တို့မဆောင်တိုးပါလေကျွန်တော်နော်စန်တော်ဝါနဲ့တိုးနေဟိုလာကြိုတဲ့ဘဲရလဲဆိုင်ကင်းတဲ့ဘဲရလဲနောက်ကလူမကြည့်ဘူးတိုးပါကျွန်တော်လမ်းမဝါတယ်ပေါ့နော်ကျွန်တော်ဖုံးကြောင်းနဲ့ရောက်တယ်ရှေ့ကဘော်ဒါတွေ friend တွေရဲ့ဆိုင်ကောင်းနဲ့ပေါ့ရွေးလိုက်တာအဲ့လာအဲ့ဒါယူဘလို့ဝင်တိုးတယ်စားပဲဖင်နဲ့စုပ်တာကောင်းမယ်နော်စားရဘူပုံမောင်ကိုရအမဝါဗျာဘယ်ဘက်ကိုရမယ်ဟောလမ်းကောင်းတဲ့ဘက်ကိုလိုက်ရောဒီလမ်းကိုကြည့်လေ၆ချားဝါတယ်ကြည့်တယ်ဟုတ်လားရှိုးလိုက်ရောက်ရှိခဲ့ပါပြီချမ်းတယ်တော့အေဂျင့်နော်ကြည့်နေပါကြောက်ပါဖျားယူရမယ်ဆိုဟိုတစ်ခါဖြန်းရင်2000ဈေးကြီးတယ်ဘာညာရှိုးလိုက်အင်းကထုတ်လာအားစင်းကြိုင်တယ်ပရိုတင်းကမစားရမနေနိုင်လို့ဝယ်လိုက်တယ်ညဘိုး4000ပေးလိုက်အင်ဒီတင်နဲ့ယူလာလိုက်ရစိတ်ကနေတယ်စိတ်ကသက်စားလာမတောင်းနဲ့ပါတယ်မပါဘူးမလားစိတ်ကစားကိုဝိုင်းကငါကမဘူးလို့ခွတ်တယ်မှာကုန်ပြီချစ်ကြော်ဗျာစိတ်လိုက်တော့ဗျာကိုတမေးရိုက်တဲ့ကိုလားရှော့မတွက်စေချင်ရှော့တော့မတွက်စေချင်ရှော့မတွက်စေချင်ဟာတပည့်ဘူးတယ်တပည့်ဘူးပါတယ်တပည့်ရိုက်ကွယ်တပည့်ဘူးလေလားခန်းနေတယ်ဝါတမင်တော့ပါထမင်းတော့မပါဘူးထမင်းတော့ယူမလာဘူးဟာရဲစုံတော့ဒီမှာလက်ဖက်တော့ကိုယ့်ကိုနေရစတဲ့ရတော့ကပြေးကြည့်လေကျွန်တော်ဟိုစောင့်နေမယ်ဒီကနေကျွန်တော်တက်ပြောပို့တယ်စောင့်ဖတ်တော့လေဖတ်တော့ဒီနာတုတ်ပေးရလက်ဖက်တုတ်ပါအော်ဒီကနေလာလက်ဖက်လာတုတ်တယ်ဒီပဲဒီတရားတော့ဝါမတရားတော့အော်ဒီလက်ဖက်တုတ်လက်ဖက်တုတ်နော်လက်ဖက်တုတ်ပါလားအော်စတြေးလျလာတုတ်တာအော်စတြေးလျနေပြီးတော့ခေါ်လာလားလက်ဖက်တုတ်တဲ့ view ကိုလည်းချက်လိုက်အောင်ဒါကျွန်တော်ရလားဟုတ်တယ်ဒီသေသားကောင်းတဲ့လူရတယ်ကျေးဇူးပါဒါတော့ကျွန်တော်တို့ဒီနေ့ညတဲခိုမယ်နေရာလေးဖြစ်ပါတယ်ဒါတော့ body building ကြော်ကြီးပါအဲ့တော့စောက်အားကစားသမားရောဂျင်းရှက်နေဂျင်းကိုလိုထောက်ဆောက်တော့အားကစားလုံးမနေ့ကျရင်ပြေးပါနော်ပြေးပါပြေးမနေ့ကျဘယ်လောက်ပြေးမှာမနေ့ကျရင်လည်းပြေးမယ်50မဟုတ်ကျွန်တော်50နောက်ကလိုက်မှာကျွန်တော်မပြေးတော့ကျွန်တော်စောက်ကုန်တော့အေးဝရနောက်တက်တဲ့ဘဲတွေကိုဖြတ်စည်းလိုက်တာငါတို့ပဲ
တက်ကြွကိုသားကြီးထားအောင်ထားဟေး အဲ့ဒါ ကားပေါ်မှာကျွန်တော်ပစ္စည်းဘာညာတိမ့်သွားပြီပေါ့နော်ပြန်ရုံပဲကြော်ကြီးနဲ့ကျွန်တော်နဲ့ပြန်ပါနော်ပြေးကျင်တဲ့လူတွေပြေးပါစေကျွန်တော်မတောင်း ကြည့်ကောင်းဝင် ခေပြေးကြတော့မယ်လူတွေပေါ့နော်ကီးရဆုံးနေမယ် သူပိုးစတင်နေကကားကဟိုပို့ ညမတက်လိုက်ပြီ ဝယ်ထား6လို့နိုင်တာအပြည့် ဆန်ခရင်ပါ ဟိုတက်ဒီလိုရောက်လာတာ ပါဝါဘန်ပါဒါပဲအိတ်လေသူများမှာရင်းမဲ့ဒီဇိုင်းကိုရှိုးတယ် raw တော့ငါသွားပြီတော့လိုက်ခဲ့လိုက်တော့ ဟာအဲ့မှာပြီးခဏနေကုန်တော့မယ် ပြောဘာဖြစ်လဲရာသီဥတုက သူကထိန်အေးလည်းမေး အေးလည်းမေးဘူးနော် ဖဲလာ ဦးဒီတွေရော အသေးဘောတော့စီ ဟာနေပူမဲ့တယ်နော်နော်ပြီးခဏဟိုကွယ်တော့မှလမ်းလျှောက်လိုက် ဘူးအိတ်တဲ့နေရာပြီးအိတ်တဲ့နေရာကိုကြော်သွားပြီးရတယ်တောထဲဝင်ပြီးတော့အောက်ကိုပြန်ဆင်းကျွန်တော်စောစောပြောတဲ့အခုတို့အိတ်တဲ့နေရာကနေဝင်သွားပြီးတော့တောထဲဝင်သွားပြီးလမ်းပေါ်ပြန်တက်လို့ရှိရင် water station တစ်ခုရှိတယ်ဟုတ်ကဲ့ ဟုတ်ဒီ အခုတော့ road shoe ရင် raw တွေဒါလည်း raw dog ဘော်ဒါတယောက်လမ်းပြရှေ့မှာဗလာသမားတယောက်ရေကြီးနေလေးပြောပြအောင်ဘယ်လိုဖြစ်လဲ ဝုန်းဝင်နဲ့ပြေးစင်းလို့ရပါမယ်ရှေ့လျှောက်35ကီလိုမီတာအတွက်ညှာလိုက်တယ် อ๋อ1.7တော့ရောက်ပါစင်ပြေလား မပြေဘူး ကွာညောင်းလိုက်ယူ ညောင်းကြီးကိုဒဲလျှောက်ခိုင်းတယ်โอ้ပြီဒီမှာရေနဲ့စတွေ့ခင်ဗျာသွားပါပြီကွာ breakfast ကိုလောက်မလို့ ဟာလားဒီဘေးမှာဆိုင်နေဝေး ခဏမှမလို့မြင်လာလေ ညောင်းသူ့မှလည်းကြောက်ရတယ် ဆောက်နေဆောက်ဒီငါရတော့ဒီတဲ့အင်္ဂလိပ်ကမရှိအပါရတော့ ကဲပြီးဒီလဲတော့ဒီလဲတော့သားဆက်မှုဆိုင်တော့လဲဆက်မှုသားတဲ့အဲ့ဒါကျတော့ကိုကဆက်မှုသားလိုသွားဒီမှာဆက်မှုသားစားရမှာပါရုံးမဟုတ် ဒါလေ ဟာဘယ်မှာဘူးတွေ့ဝေးတာကို ရုပ်ကြီးစားတော့ဆောင်းအောင်မိုက် ဒီတော့ဆောင်မယ်အဲ့မှာတပည့်တမန်ကြီးမြင့်စားဟုတ်လမ်းပတ်တယ်နဲဆက်စားလိုက်ဘာမှမဖြစ်စားရဦးကစောတမဲ့တော့တောက်ကြမှုတော့ breakfast စားတာအခုဘယ်လောက်ရောက်ရှိပါလဲ9:15 breakfast စားပြီးဆက်တိုးနေပါပြီเนาะရှေ့ကပြေးတဲ့ဘဲတွေကတစ်ဖွဲ့ကျွန်တော်တို့လမ်းလျှောက်တဲ့ဖွဲ့ကတစ်ဖွဲ့ဒီမှာဖျားကြီးရဲ့ကိုရောက်လာကျွန်တော်တို့ ငါဆောက်သွားတော့ ရန်ကုန်မှာ AC နေလို့ရတယ်မနေခဲ့ဘူးလျှောက်သွားပြီထဲမှာတားရည်လည်းမဲတော့အပေါင်းအသင်းမဲ့ဒီကတော့ရေတကုံမှာဆင်းနေပြီเนาะဒါဆင်းပါညာကျန်တဲ့ဖွဲ့တွေကတော့32 32ဆက်လျှောက်မယ်ပေါ့နော်ကျွန်တော်တို့ကတော့ပြန်ပါပေါ့
အေးဒီလေးဗျာချင်းကျပူရဲ့ငါးကြော်ရဲ့ဟာမချက်ကြော်ပြန်နေပါပြီ20ပြေးတဲ့လူကပြေးပြီးတော့ပါလေ30ပြေးတဲ့လူကပြေးကျွန်တော်ကတော့တန်းကေဝင်ရောင်းပြန်ကြပါနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဦး